အားလုံးပဲမင်္ဂလာပါရှင်ဗုဒ္ဓဘုသားသမီးယာဟုသားသမီးများအတွက်ဒီ12လပိုင်း21ရက်နေ့ကနေပြီးတော့30ရက်နေ့ထိမမီတို့အတွက်ကြုံတွေ့ရမယ့်ကံကြမ္မာဆောင်ရန်ရှောင်ရန်များနဲ့အတူအဆောင်ရေဒီယာများကိုပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒီကာလမှာမမီတို့အတွက်ကလုပ်ငန်းမဆိုင်ရာကံတရားအပြောင်းလဲလေးတွေကြုံတွေ့ဖို့ရှိတယ်အဲ့တော့ဒီလိုကာလမှာအပြောင်းလဲများစွာကြုံရတတ်တယ်။ယာရုတက်တာနေရာကောင်းနေရာတစ်ခုကိုပြောင်းလဲရတာအဲ့တော့အလုတ်ကိုင်းနေရာထိုင်ခင်းအပြောင်းလဲအပြောင်းရွှေ့ရှိပါတယ်။ဒါမှတစ်ခုအားနေတာဒီလိုကာလမှာကမိသားစုကျန်းမာရေးကိစ္စလေးတွေအားနေတယ်။မိမိကိုယ်တိုင်လည်းဒီလိုကာလမှာကကျန်းမာရေးစောင့်ရှောက်တဲ့ကာလလို့ပြောလို့ရတယ်။အဲ့တော့ဒီလိုကာလမှာဒါမှတစ်ခုရှိတာလုပ်ငန်းမဆိုင်ရာကတော့ကောင်းမွန်တဲ့ကံတရားကိုပြောင်းသွားမှာအဆင်ပြေသွားမှာပေါ့နော်နောက်တစ်ခုကောင်းတာငွေကံအားတအားကောင်းတယ်ငွေချင်းနဲ့ပတ်သက်ပြီးတော့ဒီလိုကာလမှာအခက်အခဲမရှိအကုန်လုံးမိမိကြုံလာတဲ့အခက်အခဲတွေဖြေရှင်းနိုင်တယ်အဖက်ဘက်ကနေငွေကံလေးတွေဝင်လာဖို့ရှိတယ်ငွေကံအားတအားကောင်းတယ်ကြည့်ခဲ့တဲ့သူတူရဲ့ကိုညီမှုကိုရရှိတတ်တယ်အဲ့တော့ငွေကံအားတအားကောင်းတဲ့ကာလမျိုးမှာရှိတယ်ပေါ့နော်နောက်တစ်ခုအခြေဒီလိုကာလမှာအခြေခံတအားကောင်းတယ်အခြေစမ်းပွင့်တယ်ဒါမှတစ်ခုရှိတာချစ်သူတွေရဝေးကိုရောက်ပြီးတော့ဒီအလုပ်ကိစ္စကြောင့်ခွဲခွာခြင်းမျိုးတော့ကြုံရတတ်တယ်ဒါပေမဲ့တစ်ခုရှိတယ်အမုန်းနဲ့ခွဲတာမဟုတ်ဘူးချစ်ခင်လို့ကိုယ့်အတွက်အလုပ်သွားလုပ်မှမို့လို့မိသားစုအတွက်ကြည်ဖို့အဲ့လိုမျိုးပေါ့နော်ကိုချစ်သူကိုထောက်ပံ့ဖို့မျိုးပေါ့အဲ့တော့ဒီလိုကာလမှာချစ်သူတွေခွဲခွာတတ်တယ်ဒါပေမဲ့အခြေခံကောင်းတယ်ဒီလိုကာလမှာစမ်းပွင့်နေတတ်တယ်အိမ်အောင်ရေးနဲ့ပတ်သက်ပြီးတော့ဒီလိုကာလမှာညှိနှိုင်းဝင်ရတယ်အဆင်ပြေမယ်ညှိနှိုင်းဝင်ရတယ်ပေါ့နော်တုံးနဲ့သူဥတိုချင်းနဲ့စကားများမှုလေးတော့အနေငယ်ကြုံရတတ်တယ်ဒါပေမဲ့ကြီးမားပြဿနာမရှိဘူးအဆင်ပြေတယ်အဓိကတော့အိမ်တွင်းမှာကအဓိကကျန်းမာရေးကိုမိသားစုရဲ့ကျန်းမာရေးကိုယ်တိုင်းရဲ့ကျန်းမာရေးဒီလိုကာလမှာကျန်းမာရေးနဲ့ပတ်သက်ပြီးတော့အထူးယူဆိုင်တဲ့တယ်နောက်တစ်ခါကျတော့ဒီလိုကာလမှာကိုယ့်အိမ်ထဲမှာရှိတဲ့တူရဲ့ခရီးထွက်ခြင်းမျိုးလဲကြုံရတတ်တယ်ဒါမှခရီးနဲ့ပတ်သက်ပြီးတော့အောင်မြင်မှုအားနည်းတယ်ပေါ့နော်ဖြစ်နိုင်လို့ရှိရင်ခရီးတွေဒီလိုကာလမှာမသွားခိုင်းတာကိုယ်တိုင်လည်းမသွားတာကောင်းတယ်ပေါ့နောက်တစ်ခုကဒီလိုကာလမှာကျန်းမာရေးနဲ့ပတ်သက်ပြီးတော့နောက်တစ်ခုကကြတော့အဓိကတော့ကိုယ်တိုင်လည်းစိတ်လည်းလေးနေတာပြီးတော့နောက်တစ်ခုကကြတော့လေနဲ့ပတ်သက်တဲ့ဝေဒနာတွေခံစားတတ်တယ်ပေါ့နော်ဒီလိုကာလမှာအဓိကကတော့မိသားစုနဲ့ပတ်သက်တဲ့ဂုံချော့စကားလေးတွေရှိတယ်ကြုံတွေ့တတ်တယ်ပေါ့နော်အားလေးတွေကတတိဂယုဆိုင်ရမယ်တတိထားရမယ်ပေါ့နောက်တစ်ခုကကြတော့ဒီလိုကာလမှာဖြည်းဖြည်းမှန်နဲ့သွားရင်အစအရာအဆင်ပြေတယ်ပေါ့နော်လောကိစ္စရေးဆုံးဖြတ်ချက်ချတာမျိုးတွေမိမိရဲ့ကံတရားကိုညံသွားစေလိမ့်မယ်ပေါ့နော်အဲ့တော့ဒီလိုကာလမှာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့တခုရှိတာကိုယ်တိုင်လည်းစိတ်တူစရာများနေတာစိတ်တူစရာတွေတွေ့ရတယ်ဒေါသထွက်စရာတွေတွေ့ရတယ်ပြီးတော့နောက်တစ်ခါကိုယ့်ရဲ့အောင်မြင်မှုကိုမနာလိုမှုတွေခံရတတ်တယ်အဲ့လိုအညံလေးတွေတော့ရှိတယ်လက်ရှိမှာမိမိရဲ့ကံတရားကိုပုံမပြီးကောင်းမွန်လောင်လှုပ်ဆောင်တဲ့ရေရကမြတ်စွာဘုရားရှင်ရှိမှာကျမတို့တင်မောတီဒီအမက်အလုံးလိုက်လှူရတဲ့ကုသိုလ်ပြုလို့ဆောင်ရပေးပါအဲ့ဒါကမိမိတို့အတွက်အညံ့နေလက်ရှိအညံ့နေပြပြပြီးကောင်းကျိုးချမ်းသာရရှိစေမှာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကျအရေးကြောင်းတစ်ခုကြုံလို့မိမိတို့တနေရာရောက်သွားတော့မယ်ဆိုလို့ရှိရင်လှုပ်ဆောင်တင်တဲ့ရေရကသူကတတိမေတော်ကြီးမှာအထမြအောင်မြင်ဖို့အတွက်တိုင်တယ်ပြီးဆူတောင်းတော့မှသွားပါအဲ့ဒါကမိမိတို့အတွက်ကောင်းမွန်တဲ့ကံတရားရဲ့အထောက်ပံ့ကောင်းကိုရရှိစေမှာဖြစ်ပါတယ်အဲ့တော့ချစ်ရတဲ့ဘုရုသားသမီးရာဟုသားသမီးများအားလုံးအေဂျင့်တာပျော်ရွှင်ကြပါစေမိမိတို့ဆန္ဒနဲ့ဘဝတထထဲကြပြီးတော့အေဂျင့်တာမှုတွေပိုင်ဆိုင်နိုင်ကြပါစေရှင်